ပြောပြမယ်အကြောင်းအရာလေးကတော့လူအများသိချင်နေတဲ့ digital business ကိုမှတ်ကန်ချက်ရှိလားဆိုတဲ့မိခွန်းကိုဖြေပေးမှာဖြစ်တယ်။အရင်ဦးဆုံးတိတိကျကျပြောရမယ်ဆိုလို့ရှိရင် digital business မှာ salary guarantee ဆိုတာမရှိပါဘူး။ဒါပေမဲ့လူတွေမေးလာနေတဲ့မိခွန်း၃ခုရှိတယ်။ဝင်ငွေတကယ်ရမလား။စကမ်းမဟုတ်ဘူးလား။ကိုရင်းထားတဲ့ငွေကိုပြန်ရနိုင်မလား။အဲ့ဒါတွေကိုဒီနေ့ရှင်းပြပေးမှာဖြစ်တယ် Digital Business ကအလုပ်ခန့်ပြီးတော့လစာနဲ့ပေးတဲ့အလုပ်မျိုးမဟုတ်ပါဘူးဒါက Scale Based Business ဖြစ်ပါတယ်ယူမယ် action ယူမယ် consistency ရှိမယ်ဒါဆိုရင် income potential က unlimited ဖြစ်နိုင်ပါတယ်ကျမကိုယ်တိုင်လည်းနေ့စလုံးနဲ့တန်းနေ့စလုံးရှိနေတာတောင်မှ income နောက်တစ်ခုထပ်တိုးခြင်းလို့ Digital Business ကိုစတင်ခဲ့တာဖြစ်တယ်ကိုယ့်ရဲ့အောင်မြင်မှုက system ပေါ်မှာလည်းမူတည်တယ်လို့ကိုယ့်ရဲ့ mindset နဲ့ discipline ပေါ်မှာလည်းမူတည်ပါတယ်။ကျမတို့ digital business မှာဆိုလို့ရှိရင် step by step လေ့လာရတာရှိတယ်။ ready made content, mentor support ရှိတယ်။ coach ရှိတယ်။ community ကောင်းက support လုပ်ပေးထားတာဖြစ်တယ်။ဒီမဲ့အလုပ်မလုပ်ဘဲနဲ့ income တစ်ခုရမလားဆိုတော့မရပါဘူးရှင်။ကိုယ့်ရဲ့စ조사မှုပေါ်မှာပဲမူတည်တာဖြစ်တယ်။နှစ်ကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တေးကိုတော့ private message မှာပို့လာပေးမှာဖြစ်တယ် freedom တကယ်လိုချင်တဲ့လူတွေ scale တစ်ခုကိုတိုးတက်ခြင်းနဲ့ဆိုတဲ့သူတွေနောက်ထပ်ဝင်ငွေတစ်ခုကိုတိဆောက်ခြင်းနဲ့ဆိုတဲ့သူတွေ welcome ပါရှင်